အီရန်နိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသောစစ်ရေးတင်းမာမှုများမတိုင်မီကတည်းကစီးပွားရေးအခြေအနေသည်အလွန်ဆိုးရွားနေခဲ့ကြောင်းသတင်းရေးများရာသိရပါသည်။အထူးသဖြင့်အီရန်၏ငွေကြေးဖြစ်သောရီယယ်သည်နှစ်ပေါင်းများစွာအတွင်းတန်ဖိုးအလွန်ကျဆင်းခဲ့သည့်2025ခုနှစ်တွင်အမေရိကန်ဒေါ်လာ1ဒေါ်လာလျင်ရီယယ်1.9 တန်ဝန်းကျင်အထိကျဆင်းခဲ့ပါသည်။ယင်းကြောင့်ပြည်သူများ၏ဝယ်ယူနိုင်စွမ်းမှာအလွန်နည်းပါးလာခဲ့ပါသည်။နိုင်ငံတကာအဖွဲ့အစည်းများ၏ခန့်မှန်းချက်များအရအီရန်သည်ကမ္ဘာပေါ်တွင် inflation မြင့်မားသောနိုင်ငံများထဲတွင်ပါဝင်နေပြီးလူနေမှုစရိတ်များတိုးမြင့်လာခြင်းသည်ပြည်သူလူထုအပေါ်ထိခိုက်မှုကြီးမားစေခဲ့ပါသည်။ထိုအခြေအနေကြောင့်လူဦးရေ၏အချို့မှာအာဟာရမလုံလောက်မှုများကိုကြုံတွေ့နေရပြီးအစားအသောက်အချို့သည်များပြားသောလူများအတွက်မဝယ်နိုင်သောအခြေအနေသို့ရောက်ရှိနေပါသည်။အနည်းဆုံးလစာမှာလည်းတစ်လတွင်အမေရိကန်ဒေါ်လာ100ဝန်းကျင်သာရှိနေသည်ဟုသိရပါသည်။ထို့အပြင်နိုင်ငံတွင်လျှက်စစ်တပ်အားမလုံလောက်မှုကြောင့်နေ့စဉ်3နာရီမှ4နာရီအထိမိပြတ်မှုများဖြစ်ပေါ်နေပြီးစက်ရုံများအနေဖြင့်30%မှ50%အထိသာလဲပတ်နိုင်ကြောင်းသိရပါသည်။တမနီထုတ်လုပ်မှုကဏ္ဍတွင်လည်းထုတ်လုပ်မှုအလွန်လျှော့နေသွားခဲ့ပါသည်။တဘာဝပတ်ဝန်းကျင်ပိုင်းတွင်လည်းပြည်내19ခုအထိမိုးကောင်းမှုများကြုံတွေ့နေရပြီးရေရှားပါမှုပြီးပြည်သူများ၏နေထိုင်မှုအပေါ်ထပ်မံသက်ရောက်မှုရှိစေခဲ့ပါသည်။အခြားတစ်ဖက်တွင်လောင်စာဆီများ၏ဈေးနှုန်းကွာဟမှုကြောင့်ပြည်တွင်းထုတ်လုပ်မှု၏20%ဝန်းကျင်ကိုနယ်စပ်ဒေသများမှတရားမဝင်သယ်ဆောင်ရောင်းချမှုများဖြစ်ပေါ်နေကြောင်းသတင်းများတွင်ဖော်ပြထားပါသည်။အခြေအနေတစ်ခုလုံးအနေဖြင့်အီရန်နိုင်ငံ၏စီးပွားရေးနှင့်လူမှုဘဝသည်စစ်ရေးတဲမှမှုများမတိုင်မီကလေးကဖိအားများအောက်တွင်ရှိနေပြီးလက်ရှိဖြစ်ပေါ်နေသောဖိရများသည်ထိုပြဿနာများကိုပုံမပြင်းထန်စေနိုင်ကြောင်းလေ့လာသူများကသုံးသပ်ထားပါသည်။